ကောင်မလေးတယောက်ကတော်တဲ့ကတငယ်ချင်းတွေကိုကြည့်ရင်ထူဆန္ဒတစ်ခုတတိထားမိသွားပါတယ်အတန်းပေါ်ဒီအားလုံးကသူတို့နားတဲ့ကိုတစ်ခုခုနှိုက်နေကြပါတယ်ဆရာမကိုကြည့်လိုက်တော့ဘာမှမဖြစ်သလိုပဲအေးဆေးနေတာပါပဲတေချာပြန်ကြည့်လိုက်တော့အတန်းပေါ်မလေးတွေရဲ့မျက်နှာမှာကြောက်စရာကောင်းတဲ့အပြုံးကြီးတွေပြုံးနေကြတာကိုတွေ့လိုက်ရပါတယ်ဒီတော့သူတို့တငယ်ချင်းတစုလည်းကြောက်ကြောက်လန့်လန့်နဲ့ဆရာမစီသွားတိုင်ကြပါတယ်ဒါပေမဲ့ဆရာမကလည်းအရင်လိုမဟုတ်တော့ပဲပြောင်းလဲနေပါပြီကောင်မလေးတွေအားလုံးကလည်းသူတို့ကိုဝိုင်းလာကြတော့သူတို့လည်းအသက်လူပြီးထပြေးကြရတော့တာပေါ့နောက်ဆုံးမှာ၄ယောက်ပဲလွတ်လာနိုင်ခဲ့တယ်ဒါပေမဲ့ခဏနေတော့နောက်ထပ်တစ်ယောက်ကလည်းအဲ့ဒီလိုထူးထူးဆန်းဆန်းဤဖြစ်သွားပြန်ပါတယ်ဂျန်နဲ့၃ယောက်လည်းမထူးတော့ဘူးဆိုပြီးပြင်းရထွားရင်းနဲ့စွန့်ပစ်ထားတဲ့စခန်းတစ်ခုကိုရောက်သွားကြပါတယ်အဲ့ဒီမှာတွေ့တဲ့တဲရဲ့အမှတ်သားတွေကိုကြည့်ပြီးတငယ်ချင်းတစ်ယောက်ကမှတ်မိသွားပါတယ်လွန်ခဲ့တဲ့နှစ်30ကကင်းလက်အဖွဲ့တစ်ဖွဲ့ဒီနေရာမှာစခန်းချရင်ပျောက်ချင်းမလားပျောက်သွားခဲ့ဘူးလေဆိုတာကိုသိလိုက်ကြပါတယ်တဲထဲမှာတွေ့တဲ့ဒိုင်ယာရီထဲမှာရေးထားတာတွေကအခုသူတို့ကြုံနေရတာတွေနဲ့တစ်ထက်တည်းပဲဖက်နေပါတယ်ဒါပေမဲ့ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ရေးမထားပါဘူးအဲ့ဒီအချိန်မှာပဲကောင်မလေးတစ်ယောက်ကတန်တေတာလေးတစ်လုံးကိုတွေ့ပြီးဖွင့်ကြည့်လိုက်မိပါတယ်တစ်တာနောက်မှာရေးထားတဲ့သတိပေးချက်ကိုလည်းသူမအမြင်လိုက်ပါဘူးအထက်မှာခရမ်းရောင်အနစ်လိုအရာဝတ္ထုတစ်ခုရှိနေပြီးအဲ့ဒီအကောင်ကသူ့နားထဲကိုဝင်သွားပါတယ်သူအော်လိုက်တဲ့အတန်ကြောင့်ကျန်းတဲ့တငယ်ချင်းနှစ်ယောက်ဖေးထွက်လာကြည့်ရောကောင်မလေးရဲ့နားမှာခရမ်းရောင်အရာကြီးကတွဲလောင်းကျနေပြီးသူလည်းအဲ့ဒီအကောင်ရဲ့ထိန်းချုပ်တာကိုခံလိုက်ရပြီးချစ်ပါတယ်နောက်ဆုံးကျန်းတဲ့နှစ်ယောက်လည်းအသေးအတန်ပြေးကြပါတော့တယ်လမ်းမှာဘလို့အကူကြီးတောင်းရမလဲဆိုတာကိုညင်းခုန်နေရင်းနဲ့တယောက်ကနောက်တစ်ယောက်ရဲ့နားချက်ကိုဆွဲဖြုတ်လိုက်မိပါတယ်အဲ့ဒီအချိန်မှာနားချက်တွေကကျဲလောင်တဲ့ rock တချင်းတန်းကြောင့်နားချက်တထားတဲ့ကောင်မလေးကနာချီလုံးလို့လူးလိုက်နေတော့တာပါပဲဒီတော့မှသူ့တငယ်ချင်းလည်းအဲ့ဒီအကောင်ရဲ့ထိန်းချုပ်တာခံထားရမှန်းသိလိုက်ရပါတော့တယ်ဂျန်နဲ့အတန်းဖော်တွေအားလုံးကလည်းသူ့စီကိုတရွေ့ရွေ့ရှောက်လာကြပြီးသူလည်းကားတစ်စီးချင်းမှာပုံနေပေမဲ့အားလုံးကဝိုင်းထားပြီးတကားတွေကိုဆွဲဖွင့်နေကြပါတယ်မတတ်တာတဲ့အဆုံးသူလည်းဖုန်းထဲကနေ rock တချင်းကိုအခြေဆုံးဖွင့်ချလိုက်တော့တာပါပဲထူးဆန်းတာကတချင်းတန်လဲကြားရောအားလုံးကနာချီလုံးလို့အော်ဟစ်ကုန်ကြပြီးသူတို့နားထဲကနေခရမ်းရောင်တရွာလေးထွက်ကြလာကြပါတယ်အဲ့ဒီတော့မှတငယ်ချင်းတွေအားလုံးသတိပြန်ဝင်လာပြီးပုံမှန်တိုင်းပြန်ဖြစ်သွားကြတယ်အားလုံးလည်းတချင်းကိုအဆက်မပြတ်ဖွင့်ထားကြရင်းနဲ့ပဲဘေးကင်းသွားကြပါတော့တယ်